တာပါအဲ့လိုပဲဆိုကြပါစို့နာမည်ဘယ်သူလဲမေဟုတ်ကုန်မေကျုပ်လည်းခမရကိုဘယ်သူမှကိုမသိဘူးတောင်းနေရဘူးဘလဲအားရရလဲစိတ်မစိတ်ပါဘူးဗျာကိုလာကတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ညီလေးစေဝမ်တူအချီဆမ်းရဲ့အလူမှာလာပြီးတော့ပါရမီဖြည့်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တပုတ်တီးမယ်တပုတ်တီးပြီးတော့ကျွန်တော်နားကိုပြပါကျွန်တော်တို့ရဲ့အကိုဆရာကျေးဇူးတင်ပါတယ်နတ်တင်တာတော့ဟုတ်ပါဘူးနော်Okay. My son. ကျွန်တော်ရဲ့ညီလေးလူတိုက်ကစိန်ဝမ်တူပေါ့နော်ဆိုင်စရာလောက်တော့လူမှာတော်ကြီးစမ်းမြတ်ပေါ့နော်တာလီဖက်ပြတူဒီမိုဒီကြီးစောတို့မိသားစုအိတ်ကဆန်ပေါ့နော်အကုန်လုံးမိသားစုလူဘက်မှာပါပြီးလာဖြည့်တာပါဟိုပြောနေကြစကားအတိုင်းပြောရမယ်ဆိုရင်ပြီးဖို့ရည်ရွယ်ချက်မရှိပါဘူးဒါပေမဲ့ဒါကျွန်တော်ရဲ့အောင်မြင်ပါဒီအောင်မြင်ရှိပုံကြောင်းကြီးကကျွန်တော်တက်တာပါဘလို့မှမေးလို့မရတဲ့ကြောင်းကြီးပေါ့နော်ဒီရက်ွက်ယုံစောက်တဲ့နေရာကကျွန်တော်အိမ်ကားနဲ့နေခဲ့ရတဲ့ဘဝပေါ့နော်အဲ့ဒီမှာအိမ်ကားလေးနဲ့နေပြီးတော့ဖုံဖုံဥပိုင်ရည်ရှိတော့ကဒီကြောင်းထဲမှာပဲပစ္စည်းတွေထားညတကောင်ဆိုင်ပွဲပြန်လာလဲဖုံဖုံကြီးကမကြိမ်းကလန်လေးဖြုတ်ပေးပြီးတော့ပစ္စည်းတွေထားကြအဲ့လောက်ထိကျေးဇူးရှိခဲ့တာပါဟုတ်တယ်နော်ဒါကြောင့်ကျွန်တော်ရဲ့အောင်မြေပါဒီကနေမှတစ်ဆင့်ကြိုးစားရင်းနဲ့လူတိတဲ့နာမည်မကြီးပါဘူးနာမည်ကြီးတဲ့နိုင်ငံကျော်တယ်ပြောတာကအလကားပဲဟုတ်လားလူသိတဲ့ဆိုင်းဆရာလေးတယောက်ဖြစ်ခဲ့တယ်ဟုတ်လားစူးစမ်းခဲ့တယ်ပေါ့နော်အဲ့ရနေပြီးတော့အခုတော့ကျွန်တော်အတက်ကလည်းပါလို့လဲ28နှစ်ပြည့်တော့မှာအဲ့ဒါခရမ်းပြီးတက်လာလားမင်းတို့ကလည်းတွေးပုံတွေးနေလည်းလွဲနေတယ်အဲ့ဒါလက်ကြံပြောတယ်လက်ကြံအဲ့လိုလားကြံနေ60နဲ့9နှစ်ရှိပါပြီ6ခွန်အားမှာအဲ့ဒါဒီအဲ့ဒါဝေးလာတော့အမျိုးတွေဒီတော်ရတဲ့ဆိုတာကျွန်တော်ရဲ့ဇာတိချက်မြုပ်လို့ပဲဖြစ်နေတာပေါ့နော်အဲ့ကကြအလူတွေလူကအသက်ဘယ်လောက်ရှိပြီလဲမေးကြတော့မှန်တိုင်းပြောမယ်60ကတော့လူကလူတော့ရှိသေးတယ်နော်လာတော့ရှိသေးတယ်အောင်စပူတိုင်းမဲ့ဆိုတာတွေလုပ်နေတာရဲ့အဲ့ဒါမြောက်ပေးနေတာမြောက်ပေးနေတာရုပ်ပြီးတော့မြန်သွားမလုပ်လိုက်နဲ့ကြောက်ကြသွားမယ်နော်စိတ်ကူးပါကိုဟိုတက်ခွင်ထဲမှာတော့မလှဘူးဒါပေမဲ့အပြင်မှာတော့လှဝင်းတာတော့ပိတ်တတ်တယ်အပြောင်းကျွန်တော်68နှစ်ဖြစ်ပေမဲ့စိုက်ပြန်ပြီးတော့မယ်ရှင်းတဲ့ကစားပြီးနောက်တော့ကျွန်တော်ရဲ့အကူနိုင်ငံတော်ရွှေတစည်းရအကူအောင်သူ86နှစ်စိုက်ပြန်ပြီးတော့မယ်အားပေးကြပါခုနကပဲကျွန်တော်တို့ကိုဝေဆုံးလာပြီးသွားပါပြီဘယ်သူကလစ်တာရှင်အာဘွားကလာပြီးတော့ကျွန်တော်တို့ကိုဝေဆုံးပြီးတော့ကလေးမောင်သူကနှာခေါင်းရဲ့နေဒါမို့ပန်းကြီးနဲ့ဒါမို့လုံရဲလို့လားနေပန်းကြီးနဲ့ဒါမို့လုံရဲလို့လားအာဘွားဝေဆုံးလာပြင်ငါတော့မလိုက်ရဲဘူးဘာလို့ဟာသူပြောတဲ့စကားတော့နောက်ကမီအောင်လဲရတာမလွယ်ဘူးရဲ့မင်းတွက်တဲ့အသွက်လူမှုတော်တော်တယ်ကောဘာပြောနေလဲသူတကယ်တော်တဲ့ကလေးဟာအလုသမားမြောင်များစွာကိုသူကျွေးမွေးထားတဲ့သဘောပဲဟုတ်တယ်နော်ဒါသူ့ကိုကျေးဇူးတရားပါသူဘလို့ပဲလက်ခံကျွန်တော်တို့ကမုဒိတာပွားပေးရပါအဲ့ဒါမုဒိတာမပွားနိုင်တဲ့လူတွေနောက်ပိုင်းတိုင်းကြာဆုံးသွားမှာပဲဟုတ်ကဲ့ဆရာအဲ့ဒါမှတ်ထားလိုက်တော့သူကအလုသမားတွေအများကြီးခေါ်ပြီးတော့သူကျွေးမွေးထားတာဟုတ်လား तू ကဘလို့ပဲလက်ခံဘလို့ပဲရပေါ့တချို့တွေကပြောနေကြတာအပြစ်ပြောတဲ့လူတွေရှိတယ်ပေါ့နော်အပြစ်မပြောကြပါနဲ့မုဒိတာပွားပေးလိုက်ဘသူပဲပါဖြစ်မုဒိတာပွားလေးပေးလိုက်ကိုအကျိုးပေးတယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်ဒီတပုတ်တီးမယ်တပုတ်တီးပြီးကျွန်တော်ရဲ့အကူဆရာဖြစ်တဲ့အကူအောင်သူတီးမယ်ဟုတ်လားအခုတီးပါကကျွန်တော်တို့ရဲ့ဆရာပန္တရာဆိုင်တိပြဆရာကြီးဥစိန်ပေါင်းလေပေါ့နော်ကျွန်တော်ဟန်စာဘေးကဘယ်ချိန်ထွက်ရမှာဟန်စာဘေးကဘယ်တော့မှမထွက်တော့မင်းလည်းပတ်စံတောင်းပြီးတော့မင်းတော့ခွာကြတဲ့ကောင်အဲ့တော့ကျွန်တော်တို့ရဲ့အကိုတက်ကုန်းကနေလာရတာပေါ့နော်ကိုဆိုင်ဘူးပေါ့ဆိုင်ဘူးလေးကျေးဇူးတင်ပါတယ်အကိုကိုလည်းမတွေ့တာလည်းကြာပြီလေညီကိုတွေစကားပြောလို့ကိုမကုန်နိုင်ဘူးသိလားဟုတ်ပါအဲ့တော့ဆရာဥစိန်မောင်လို့ရေးခဲ့တဲ့မင်္ဂလာပြန်ထုတ်ဆိုတာလေးကျွန်တော်သိပြမယ်ကောင်းလို့အလူနဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်ဟုတ်ကဲ့ဆရာအဲ့တော့မတိရတဲ့ကြပြီဒါကကျွန်တော်ရဲ့ဒီပေါ့ကိုကျော်စိုးပေါ့နော်အဲ့ဒါကလည်းကျွန်တော်ရဲ့တူကို
နိုးတူ နိုးတူ ဆံဖေးရတော့ကျွန်တော်ရဲ့တူတွေပါအားလုံးကျေးဇူးတင်တယ်ဒါလေးပြောကြပါရစေ ဆရာကျန်လာတော့နာမည်ပြောဟိုးနောက်ကမောင်းတိနေတဲ့နေမင်းအောင်ကိုတော့ဝေးဝေးရှောင်တော့ဆရာဘာလို့နေမင်းအောင်ကမုဒိတာမပွားနိုင်ဘူးအဲ့ဒီကောင်ကပုံမြက်ဖြူတနစ်ကနေဖြူတော့ပွဲထွက်လာညအဲ့ဒီတော့ရှိသေးတယ်ဒီကောင်ကျွဲပွင့်တာ85သိန်း85သိန်းကျွဲပွင့်တော့တစ်ဆိုင်တော့ကိုလိုက်မုံမိုးပေးတာငါလည်းပါတယ်ငါလည်းမုံမိုး9000ပေးတာမုံမိုး9000ပေးတဲ့တူငါဖုံးနဲ့အဲ့ဒီကျွဲကိုကုပေးဒီကိစ္စရှိရင်အိမ်မလာခဲ့တဲ့ကင်းလေးကဆော့လက်ကောမခံတော့ မင်းငါပြောမယ်ဒါကျေးဇူးရှင်များလောင်းကစားများမလုပ်ကြဘူးလောင်းကစားတဲ့ပတ်သက်ရင်ကျွန်တော်တို့အိမ်သားတွေကိုမွဲတဲ့လူတယောက်ရှိတယ် ဒီပါလိမ့် ဘယ်တော့လေ ဝဲတာမဟုတ်ပါဘူးမိန်းမကိုပါမိန်းမကိုထိတ်ထိတ်ကောင်းတာ အဲ့တော့ကိုလာဟမ် ခင်ဗျ ကျွန်တော်ပါရမီဖြည့်ပေးပါနော် ဟုတ်ကဲ့ဆရာကျွန်တော်မန္တလေးမြို့ပညာကျောင်းဆိုင်းလေးပြဆရာကြီးဦးစိန်မောင်နေရေးသားခဲ့သောမင်္ဂလာမြိုင်ထွက် အဲ့လေးရှင်းပြပါရစေမင်္ဂလာမြိုင်ထပဲလူကြီးကတီးကြနော် ဟုတ်တယ်ဟုတ် မြိုင်ထမင်းသားတွေဆိုလဲမြိုင်ထပဲတီးအဲ့မဲ့ဆရာဥစိန်မော်လင်းကအကြီးလှန်တယ်ခေါ်တယ်ပေါ့နော် ဟုတ် အနုပညာသမားကအကြီးလှန်တတ်ဖို့အရေးကြီးတယ်သူဘာလုပ်နေလဲအဲ့ဒီလုပ်တဲ့ပုံမှာမြင်ညာပြီးတော့ကိုကဘယ်လိုပြန်လုပ်မလဲဆိုတာဒါပညာပဲ မှန်လို့ပဲ ဟုတ်လားအဲ့ဒါအဲ့ဒီပညာကဘယ်သူမှသင်လို့မရဘူးအဲ့နဲ့ဆရာဦးစီမော်လင်ကမင်္ဂလာမြိုင်ထမင်္ဂလာတွေမြိုင်ထတွေလို့ဆိုတာငါမြိုင်ထွက်ရေးမယ်ဆိုပြီးတော့မင်္ဂလာမြိုင်ထွက်ဆိုပြီးတော့ရေးခဲ့တာ တကယ်ရှိ ဟုတ်တယ်နော် ဟုတ်တယ် အကြီးလန်တာပေါ့အကြီးလန်တာသိတယ်မလားမယငယ်နဲ့စိတ်ဆိုးနေလို့ ချောင်းက ရှေ့ကဟာဒီပေါ့ဘဂဝါဖယားပရမေထာမဓမ္မတရားအခြေခံကစိတ်အကြံထူရဲ့သာသနာအမွေခံကအဋ္ဌာပြုပါလို့နိဗ္ဗာန်ဆုတော်နိဗ္ဗာန်ဆုတော်ကောင်းမြတ်တဲ့စေတနာအလုတကအလုမတော်မှာခမည်းစောသရာဝါလိုက်ပုံကဦးဝန္တုနဲ့ဒေါ်ကြီးစတဲ့လူမှာစေတနာစောသရာဝါလိုက်ပုံလောကဘဝမှာဖြစ်အငါမကုန်ညပြမဘုံရဲ့ဒီတုံးရဲ့ဟီညပြမဘုံရဲ့ဒီတုံးရဲ့ဟီပဏိတာဒါနာပဏိတာဒါနာဘဝတူဆရာဦးစိန်မောင်ကြီးပြောခဲ့တာဝိပဿနာခြေခံတာဖြစ်ဒီခေတ်မှာနိဗ္ဗာန်ကိုမြောင်ပြလိုက်မလွယ်ယခုလူတော်မူကြပါလေသာရှင်ပြုအလိုတော်ပွဲသမုဒ္ဒဝါမှာအမကောင်းလောက်အောင်လူလာတော်မူရှာမဲ့ဘုန်းနေပါရောက်အောင်